ဒီမျိုးသမီးဟာသူ့ရဲ့ပုခုံးပေါ်မှာစံပင်ကလေးတစ်ချောင်းကိုတမင်တကာတင်ထားခဲ့ပါတယ်။သူ့ရဲ့ဘေးနားမှာတော့မျိုးသားတစ်ယောက်ဟာလေထုနဲ့မတည့်လိုမျိုးဟန်ဆောင်ပြီးအခြေကြီးနားချိလိုက်တာပေါ့။လုံခြုံရေးဆောင်တွေလည်းရုတ်တရက်သူ့စီအာယုံရောက်သွားပြီးစစ်ဆေးဖို့အတွက်ဘေးနားကိုဆွဲခေါ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့အနောက်မှာရဲနေတဲ့လိုဂန်ဟာအမြင်လှုပ်ရှားလိုက်ပါတယ်။သူဟာအမျိုးသမီးရဲ့ပုခုံးပေါ်စံပင်ကလေးကိုလမ်းယူဆက်ရဲ့အောက်ထဲကိုဒိုးဝင်ပြီးအဲ့ဒီကတ်လေးတစ်ခုတည်းနဲ့တင်ဆက်ပစ္စည်းကန်ရဲ့ဝက်အိုးကိုဖြုတ်ပစ်လိုက်တဲ့အထဲမှာတော့ဒေါ်လာတန်း300တန်းနဲ့ချစ်ပပြားတစ်ခုရှိနေတာပါသူဟာအဲ့ဒီချစ်ပပြားကိုဖေးချစ်တစ်ချက်ရဲ့အနောက်မှာကက်လိုက်ပြီးမူးလနေရာကိုအမြင်ပြန်နိုးဝင်ကဘာမှမချစ်ခဲ့တယ်လို့မျိုးပြန်ရနေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့တင်းငယ်တဲ့လှုပ်ရှားမှုဟာလုံးမသွားခဲ့ပါဘူးမန်နေဂျာဒါကိုမြင်သွားပြီးအဖွဲ့သားအားလုံးကိုတကူရီနဲ့ရှာဖွေဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်အဆောင်တွေကလိုဂန်ကိုလက်မြောက်ခိုင်းတဲ့အခါသူဟာဖေးချက်ကိုသူ့ရဲ့လက်ဖွားထဲမှာရှူဝက်ဖြောက်ဖူးပြီးဖမ်ခန်းလက်ကွက်နဲ့ဖုံးဝယ်ထားလိုက်တာကြောင့်အဆောင်တွေဘာမှမမြင်ခဲ့ရပါဘူးတကူလုံးကိုဒေချာရှာဖွေပြီးတဲ့တိုင်အောင်အဆောင်တွေဘာမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီနောက်အဆောင်တစ်ယောက်ကဂုံပြီးစစ်ဆေးနေတုန်းလိုဂန်ကသူ့ရဲ့ခါဒါကိုအနေထားကိုအကွက်ကြရှေ့လိုက်ပြီးအဆောင်မမြင်အောင်ဖေးချက်ကိုသူ့အနောက်စီတာတာလေးတောက်ပို့လိုက်ပါတယ်ရိုက်ထားကလည်းအဲ့ဒီလွင်လာတဲ့ဖေးချက်ကိုဘာမှမဖြစ်တယ်လို့ဖမ်းယူလိုက်ပြီးသူ့ရဲ့အင်ဂျီလက်အင်ဂျီတဲကိုထိုးထည့်လိုက်တာပေါ့အခုတော့အဆောင်တွေရိုက်တာကိုစစ်ဆေးဖို့လှည့်လာပါပြီသူကလည်းခနာကိုအနေတော်လေးစောင်းပေးလိုက်ပြီးကြွတ်သားထင်းချုံမှုနဲ့ဖေးချက်ကိုအဆောင်တွေမင်းသွားအောင်ရွှေ့ပြောင်းနေခဲ့တယ်အဲ့ဒီအချိန်မှာပဲဘေလာကဘေးကနေဖြတ်လျှောက်သွားပြီးရိုက်တာဖေးချက်ကိုသူ့ရဲ့ပြီးနဲ့ဟောက်ထဲမြက်ပေးလိုက်တယ်လို့ထင်ရပေမဲ့တကယ်တော့သူကဘေလာရဲ့ကြောပြင်မှာကက်ပေးလိုက်တာဖြစ်ပါတယ်လူကတ်စ်ကဘေးကနေပေါ်ပါဖြတ်လျှောက်သွားရင်အဲ့ဒီဖေးချက်ကိုကြောပေါ်ကနေခွာယူလိုက်ပြီးတားရီကွင်းနဲ့ပတ်လိုက်ပါတယ်နောက်ဆုံးစစ်ဆေးမှုမှာတော့လူကတ်စ်ကသူ့ရဲ့လက်တွေကိုဆန့်ထုတ်လိုက်ပြီးရိုက်တာစီကိုတီးတာယုံလေးမျက်စိဖိတ်ပြလိုက်တဲ့ရိုက်တာလေအချက်ပြမှုကိုနားလေသွားပြီးလူကတ်စ်ရဲ့လက်ချောင်းတွေကိုလာထိလိုက်ပါတယ်လူကတ်စ်လက်ချောင်းတွေကိုအနေတော်လေးကွေးပေးလိုက်တဲ့အခါရိုက်တာတားရီကွင်းကိုလင်းဖြုတ်လိုက်တာပေါ့ဒါတော့မှအစောတွေဘာမှရှာမတွေ့သေးပါဘူးဘာလို့လဲဆိုတော့ဖေးချက်သူ့ရဲ့အင်ဂျီဒရင်းထဲမှာကဲနေပြီးအင်ဂျီရဲ့ဒီဇိုင်းနဲ့တသားတည်းဖြစ်နေလို့ပါအခုတော့နောက်ဆုံးစိန်ခေါ်မှုရောက်လာပါပြီလူတိုင်းဟာစကန်နာဆက်သေးကိုဖျက်လျှောက်ရမှာဖြစ်ပါတယ်လိုဂန်ဖျက်လျှောက်လိုက်တဲ့အခါစက္ကန့်တွေအတန်အကျယ်ကြီးမြည်လာပါတယ်ဒါပေမဲ့ဟာသူတို့ကြိုတင်စီစဉ်ထားတာပါသူဟာအာယုံလွဲဖို့တသက်အတွက်သူ့ရဲ့ပိုက်ဆံအိတ်ထဲမှာအကျွေးစေးတစ်စေးကိုဝတ်ထားခဲ့တာဖြစ်ပါတယ်အဆောင်တွေသူ့ကိုပြန်လဲစစ်ဆေးဖို့အနောက်ကိုဆွဲခေါ်သွားကြတယ်အခုအချိန်မှာတော့ဖေးချက်လူကတ်စီမှာရှိနေပါပြီသူကလိုဂန်ကိုကြည့်ပြီးအချက်ပြလိုက်တဲ့လိုဂန်ကအဆောင်စီသွားပြီးသူ့ရဲ့ပိုက်ဆံအိတ်ကိုပြန်တောင်းလိုက်ပြီးအဆောင်ကန်ပေးလိုက်တဲ့အဲ့ဒီစက္ကန့်ပိုင်းမှာပဲလူကတ်စ်ဖေးချက်ကိုလမ်းပစ်လိုက်ပါတော့တယ်ပိုက်ဆံအိတ်ကြောင့်မြည်လာတဲ့ဆက်ရဲ့အတန်ဟာလေထဲမှာဝေးပြန်သွားတဲ့ဖေးချက်ရဲ့အတန်နဲ့ကွက်တီထပ်တူကျသွားခဲ့ပါတယ်ဂျာကင်အင်ဂျီဝတ်ထားတဲ့အေယာကလည်းအဲ့ဒီဖေးချက်ကိုဆရာကြဖမ်းယူလိုက်တာပေါ့ဒီလိုနည်းနဲ့ပဲဒီအဖွဲ့သားတွေဟာဘာအစအနမမချန်ထားခဲ့ပဲဒေါ်လာတန်း3တန်ချစ်ပြားကိုဂိုင်းဆောင်ပြီးစကန်နာဆက်သေးကနေအောင်မြင်ဖြစ်ကျော်သွားနိုင်ခဲ့ပါတော့တယ်